အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဒီ prompt engineering နဲ့ပတ်သက်ပြီးတော့business structure တွေနောက် prompt engineering technique ကိုသိချာချာလေးရှင်းပြပေးသွားမယ်ပေါ့နော်အသေးစိတ် prompt engineering နဲ့ပတ်သက်ပြီးတော့ technique တွေကိုနားလည်သွားမယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော် prompt engineering ဆိုတာဘာလဲပေါ့နော် prompt engineering ဆိုတာကလိုချင်တဲ့ရလဒ်ရဖို့အတွက်ကျွန်တော် AI အသုံးပြုတဲ့ model တွေမှာဆိုလို့ရှိရင်တိကျပြီးတော့ရှင်းလင်းတဲ့ညွှန်ကြားချက်တွေကိုဖန်တီးတဲ့ scale တစ်ခုပဲပေါ့နော်ဒီတော့ကျွန်တော်တို့က prompt engineering ကကျွန်တော် AI အသုံးပြုပြီးဆိုလို့ရှိရင်သိထားတဲ့အချက်တွေမှာပါတယ်ဒီတော့ကျွန်တော်ပထမဆုံးပြောပြချင်တာက effective ဖြစ်တဲ့ prompt တွေအတွက် business structure ၄မျိုးအကြောင်းကျွန်တော်ပြောမယ်ပေါ့နော်အသုံးပြုတဲ့အခါမှာကျွန်တော်တို့ဒီ business structure တွေဖြစ်တဲ့ဒီ role persona ဆိုတာရှိတယ်ပေါ့နော် role ဆိုပါတော့ကျွန်တော်တို့AI အသုံးပြုတဲ့အခါမှာမင်းကတော့ဘယ်သူပေါ့နော်မင်းဘယ်ခါနာမှာတော့မင်းကကျွမ်းကျင်တယ်အခြေခံအချက်တွေကတော့သိထားတယ်ရိုးရှိမယ်နောက်တစ်ခုက clear instruction ဖြစ်ရမယ် AI အသုံးပြုတဲ့အခါမှာကျွန်တော်တို့က clear instruction မဖြစ်လို့ရှိရင် AI ကကိုပြောတဲ့စကားလုံးကိုနားမလည်တော့ဘဲနဲ့ဘာဖြစ်တယ်လဲဆိုတော့ तू နားလည်တဲ့ပုံစံ तू မှာ train ထားတဲ့ data တွေနဲ့तू ကအလုပ်လုပ်မယ်ပေါ့နော်clear instruction ဖြစ်ရမယ်နောက်ကိုလိုချင်တဲ့ concept တွေကိုသိချာလေးရိုက်ထားရမယ် output format ကလည်းတော်တော်လေးကိုလိုချင်တဲ့ style tone ဒီပုံစံတွေဟိုသိချာသတ်မှတ်ထားဖို့လိုမယ်ပေါ့နော်prompt engineering technique မှာဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးလေ့လာထားမှာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် zero shot တို့ few shot တို့ prompt engineering technique တွေလေ့လာတဲ့အခါမှာဆိုလို့ရှိရင် zero shot prompting ဆိုတာရှိတယ် few shot prompting ဆိုတာရှိတယ်နောက်တစ်ခုက row prompting ဆိုတာရှိတယ်ဒီ row prompting ကဆော့ကကျွန်တော်ပြောတဲ့ဒီ basic structure တွေကဒီ row ကိုပြောချင်တာပေါ့နော်အဲ့တော့ row prompting ဆိုတာရှိတယ်နောက်တစ်ခုက COT လို့ခေါ်တဲ့ chain of thought ဆိုတာရှိတယ်နောက်တစ်ခုက contextual prompting ဆိုတာရှိတယ်ပေါ့နော်ကိုသုံးနေကြ prompt တွေကဘယ်ထဲမှာပါလဲဆိုတာကိုပြောလို့ရှိရင်ချိန်ဆဒီဗီဒီယိုကြည့်နေနဲ့ချိန်ဆလို့ရတယ် zero shot prompting ကကြတော့ no example မပါဘူးကိုလိုချင်တဲ့ရလက်ကိုတစ်ခါတည်းရိုက်ထည့်တာမျိုးပေါ့နော် zero shot prompting ကိုဘာလဲဆိုတော့ကိုဒီဘက်မှာလည်းသွားပြီးတော့လေ့လာလို့ရတယ်တစ်ခါတည်းကြုံလို့ကျွန်တော်ရှင်းပြချင်တာပါလဲဆိုတော့ဒီ publicity ကကျွန်တော်တို့ process လုပ်တဲ့အခါမှာအကောင်းဆုံး AI tools တစ်ခုပဲပေါ့နော် zero shot prompting ရဲ့ဒီမှာဆိုလို့ရှိရင် let language model ကိုအသုံးပြုထားတဲ့ဟာတွေပေါ့နော်ဒီမှာဆိုလို့ရှိရင် no example generalization စံတယ်ကျွန်တော်တို့က prompt တစ်ခုရိုက်လိုက်တဲ့အခါမှာဒီလို prompt မျိုးပေါ့နော်စားတောက်ဆိုင်တစ်ဆိုင်ရဲ့သူတို့ရဲ့စားဘက်တွေကဘယ်လိုရှိလဲဆိုတော့တဲ့အေးမိလိုက်တာပေါ့နော်။နေ့အဖြစ်ပြောလို့ဆိုလို့ရှိရင် zero shot prompting ကကြတော့ဒီ simple ဖြစ်မယ် generate test တွေချိန်မှာမျိုးမှာသုံးတယ်ပေါ့နော်။အဲ့တော့ဒီမှာ example ကကိုရိုက်လိုက်တဲ့ prompt မှာသူက example provide လုပ်တာမျိုးတွေမရှိဘူး။ဒါကတော့ zero shot prompting ပေါ့နော်။ zero shot နဲ့ few shot ခြားထဲမှာဘာရှိပြီလဲဆိုလို့ရှိရင် zero shot နဲ့ဒီ few shot ခြားထဲမှာဆိုလို့ရှိရင် one shot ဆို one shot prompting ဆိုပြီးတော့ရှိတယ်။ဒါကတော့တိတ်ပြီးတော့မသုံးဘူးပေါ့နော်။ one shot prompting ကကြတော့သူက one shot prompting က example တစ်ခုပေးမယ်။ကိုလိုချင်တဲ့ပုံစံ example လေးပေးတာမျိုးပေါ့နော်။ဒီမှာဆိုလို့ရှိရင်single example provide လုပ်တဲ့ guide model behavior အတိုင်းသွားတယ်ပေါ့နော်။ prompt ကောင်းသုံးနေတယ်ဆိုလို့ရှိရင် zero shot လဲကျွန်တော်တို့မသုံးသင့်ဘူးနောက်တစ်ခုက one shot လည်းမသုံးသင့်ဘူးပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီအမြဲတမ်းပြောနေတယ်အဲ့တော့ future prompting ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်example တော့ပေးတယ်နှစ်ခုဒါမှမဟုတ်လို့ရှိရင်one shot prompting ကကြတော့ example တစ်ခုပေးတယ်future prompting ကကြတော့ example ကိုနှစ်ခုကနေ၅ခုဒါမျိုးပေးတာမျိုးပေါ့နော်ကိုယ့်အကူလည်းလေ့လာလို့ရအောင်ကျွန်တော်တို့ဒီမှာဒါလေးကိုရိုက်ပြတာပေါ့နော် future prompting ကကြတော့ကျွန်တော်တို့ language model မှာဆိုလို့ရှိရင် difficulty အရာ2 to 5 သုံးတယ် within prompt responsive specific tab ပေါ့နော်ဒါမျိုးတွေတော့ example based guideline တွေသုံးတယ် pattern recognize တွေလုပ်တယ်နောက်တော့ in context learning တွေသူလုပ်တယ်ဒါမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော် example တွေပေးထားတယ်ပေါ့နော်ဒီကောင်လည်းကျွန်တော်prompt ရိုက်တဲ့အခါမှာတိတ်သုံးတာမရှိဘူးเนาะ few shot တို့ဒီ zero shot တို့ one shot တို့ဒါမျိုးတွေပေါ့နော်အဓိကတော့ကျွန်တော်သုံးတာဒီအောက်က3မျိုးကိုကျွန်တော်အဓိကအဖြစ်3ဖြစ်တယ်ဘာလို့လဲဆိုတော့ prompt တစ်ခုကိုရိုက်လိုက်တဲ့အခါမှာကျွန်တော်တို့ကzero shot level က basis level အခုမှ AI စသုံးတဲ့လူတွေဒါကြတော့zero shot မှာねအသုံးပြုကြတာအဲ့တော့output format ကကိုလိုချင်တဲ့ရလဒ်အတိုင်းမရလာဘူးပေါ့နော်row prompting အကြောင်းလေးကျွန်တော် row prompting မှာဆိုလို့ရှိရင်ဥပမာပေးတာမျိုးရှိတယ်ပေါ့ your experience clinical psychologist ပေါ့နော်ဒီဟာဒီဒါ row တစ်ခုပေါ့နော် clinical psychologist ဆိုတာကဒီမှာဆိုလို့ရှိရင် list 5 scientifically supported to manage stress effectively ပေါ့ဒါမျိုးတွေပေါ့နော်ဒါဆိုလို့ရှိရင်သူ့ row တစ်ခုပေးတယ်ကိုလိုချင်တဲ့ရလဒ်ကိုတောင်းတယ်ဒါက row prompting မှာသွားအဲ့တော့ row prompting ကိုသွားမှဆိုလို့ရှိရင်ကျွန်တော်တို့အခြေခံအားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့ row type of row ကိုခွဲထားတာမျိုးရှိရယ်ပေါ့နော်
အဲ့တော့ title role မှာဆိုလို့ရှိရင်3ခုရှိ expert role ရှိရယ် creative role ရှိရယ်နောက် critical role ရှိရယ်expert role က you are idea examiner နောက်တစ်ခုက grade the essay based on idea criteria ပါเนาะဒါမျိုးတွေနောက် creative role ကြတော့ UI travel writer ဒါမျိုးသုံးမယ်နောက်တစ်ခုကကြတော့ practice role မှာဆိုလို့ရှိရင် as a social media manager ပေါ့เนาะသူ့ role တစ်ခုပေးပြီးတော့သုံးတာကို role planning လို့ခေါ်တယ်ဒီမှာဆိုလဲကျွန်တော်ဥပမာတွေပေးထားမျိုးရှိတယ်automatic engineer for professional association ပေါ့နော် outline 3 step approach to automate certificate assurance for new မှာပေါ့နော် detail and practical ဒါမျိုးတွေသွားတာဒီဗီဒီယိုလေးကြည့်နေတဲ့ role pro နဲ့အကြောင်းကိုနားလည်သွားမလို့ထင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ chain author ပေါ့နော် chain author ကကြတော့နည်းနည်းလေးပို့ပြီးတော့အစားအထပ်ပို့ပြီးတော့မြင့်လာဒီမှာကြတော့ကို့မှာကြုံနေရတဲ့ဖြည့်ရှင်းရမယ့်အရာတစ်ခုကိုသူဘယ်လိုသွားလဲဆိုလို့ရှိရင် step by step သွားတာဒါဟိုကြတော့chain author လို့ခေါ်တယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒါဥပမာပေး36ကို divide လုပ်မယ်3နဲ့ပေါ့နော်ဒါဆို multiplying by 2 explain your reasoning clearly ပေါ့နော်ဒီမှာဆိုလို့ရှိရင် prompt ကို3ချောင်းကြိုက်ထားတယ်ပေါ့နော် step by step သွားတယ်ကိုလိုချင်တဲ့ concept ကိုရိုက်တယ် reasoning ကိုလိုချင်တဲ့ပုံစံအတိုင်းသွားတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီ chain of thoughts ရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ကဖြည့်ဆွက်ပြီးတော့ရှာကျင်တယ်ဆိုလို့ရှိရင်လည်းဒီမှာရှာလို့ရတာပေါ့နော်အဲ့တော့ chain of thoughts နဲ့ပတ်သက်ပြီးတော့ဒီ prompt ကဘယ်လိုရိုက်လဲဆိုတာကိုသိဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်အဓိကတော့သူက step by step reasoning သွားတယ် intermediate step တွေသွားတယ်နောက် improve ဖြစ်စေဒါမျိုးတွေပေါ့နော် example prompts အနေနဲ့ဆိုလို့ရှိရင် bakery hut 18 cupcake bake 3 more than say 15 how many are love explain your reasoning step by step ဒါမျိုးတွေ step by step သွားလိုက်တဲ့ဟာကိုchain of thought လို့ခေါ်တယ်ဆိုတော့ moral response ကကြတော့သူကဒါမျိုးထွက်လာ example prompt နဲ့ပတ်သက်ပြီးတော့အများကြီးလေ့လာလို့ရတယ် benefit တွေလည်းရှိရယ် transparency ဖြစ်မယ် accuracy ဖြစ်မယ်เนาะversatile ဖြစ်မယ် limitation တွေဖြစ်မယ်เนาะ reasoning ဒါမျိုးတွေဖြစ်လာမယ်ဒါကိုကြတော့ chain of thoughts လို့ခေါ်တယ်ပေါ့နော်ဆိုတော့နောက်ဆုံးတစ်ခုရောက်ပြီလို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီဟာကတော့ဘာလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်သူ့ role တစ်ခုပေး you are business consultant ပေါ့နော်ဒါဆိုလို့ရှိရင် role တစ်ခုပေးတယ် analyze by step by step whether a company should expand internationally considering market demand communication final results ပေါ့နော်ဒါမျိုးတွေဒီ prompt တွေကဒါဆိုလို့ရှိရင် chain of thought ထဲမှာပါသွားပြီပေါ့နော်နောက်ဆုံးတစ်ခုကကြတော့contextual prompting ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းသူ့ရဲ့ meaning ကကြတော့ specific background information တွေနဲ့နောက်တစ်ခုကတိကျတဲ့ information တွေ context တွေကိုယ့်ရဲ့ prompt မှာဆိုလို့ရှိရင်ပြီးတော့တိကျတယ် relevant ဖြစ်တယ်နောက် detail output တွေ track စေဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာအောင်သုံးလဲဆိုလို့ရှိရင် contextual prompting ကိုသုံးတယ်ပေါ့နော်ဘာကြောင့်သုံးသင့်တာလဲပေါ့နော် why use contextual prompting ဆိုလို့ရှိရင်ဒီ၃ချက်ကိုအခြေခံ accuracy ဖြစ်ဖို့နောက်တစ်ခုကကျတော့ focus output တွေကိုလိုချင်တဲ့ရလဒ်တွေရဖို့အတွက်ဆိုလို့ရှိရင် contextual prompt ကမသုံးမနေရသုံးရမယ်ပေါ့နော်ဒီရမှတစ်ဆင့်ကျွန်တော်တို့ကကိုလိုချင်တဲ့ရလဒ်ရဖို့အတွက်ဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းခွင်နဲ့သက်ဆိုင်တဲ့ prompt တွေကိုကျွန်တော်တို့ဖန်တီးထားဖို့လိုတယ်ပေါ့ဒါမှလည်းကိုလိုချင်တဲ့ရလဒ်ကိုရများသောအားဖြင့်ကကိုလိုချင်တဲ့ရလဒ်မရဘူးဆိုတာကကိုမေးတဲ့အဖြေကိုရိုက်တဲ့ prompt တွေကမှားနေတာမျိုးဖြစ်နိုင်အဲ့တော့ focus output တွေ better relevant ပို့ပြီးတော့ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ prompt အမျိုးအစားကိုပို့ပြီးတော့သုံးတယ် contextual prompt အနေနဲ့ကျွန်တော်တို့ကဥပမာတွေကျွန်တော်လုပ်ထားတဲ့ဥပမာရှိ our company provide online marketing training targeting busy professional age 30အသက်30နေပြီးတော့35တကယ်ကိုအလုပ်များတဲ့ professional တွေအတွက် train marketing train တစ်ခုကိုကျွန်တော်လုပ်မှာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ goal က our goal က100ခန်းတနင်္လာတွေရဖို့လာကြမှာဆိုလို့ရှိရင်ဘယ်မှာလုပ်မှာလဲဆိုလို့ရှိရင် social media marketing မှာလုပ် content ပေါ်ကိုအခြေခံပြီးတော့ဒီမှာဆိုလို့ရှိရင်3 effective marketing strategy we could implement ဆိုပြီးတော့လုပ်ထားရှိတယ်เนาะဒီမှာဆိုလို့ရှိရင် we are automating membership system for business association အတွက်ပေါ့နော်1000 member have 3 tier silver gold ဒီမှာဆိုလို့ရှိရင် member 3ခုရှိတယ်ဒါကကိုယ့်အကြောင်းကိုပြောပြလိုက်တာပဲ AI ကိုယ့်အကြောင်းကိုပြောပြနိုင်တယ်သူကကိုယ့်အကြောင်းကိုသိတယ်ကိုလိုချင်တဲ့ရလဒ်တွေပေးတဲ့အခါမှာပို့ပြီးတော့ detail ကြလေပဲပေါ့နော်Given this content requires suitable 3-step automation workflow clarity
ဒီအမျိုး prompt တစ်ခုမှဆိုလို့ရှိရင်ကျွန်တော်တို့ကအနည်းဆုံးမရရဘူး3-4ချောင်းရိုက်မှကျွန်တော်ပြည့်စုံဒီဟာတွေအကုန်လုံးကိုကျွန်တော်တို့ကထပ်ခါမလုပ်ချင်ဘူးဆိုလို့ရှိရင် ChatGPT ကိုတွားပြီးတော့ကျွန်တော်တို့ကဘာလုပ်ထားလို့ရလဲဆိုလို့ရှိရင်ရနေပြီးတော့ new project ကနေပြီးတော့ဖန်တီးထားတယ်လို့လည်းတွားလို့ရတယ်လို့နောက်တော့ GPTs မှာ custom ကိုယ့်ပိုင် GPT တစ်ခုကိုလည်းဖန်တီးထားလို့ရတယ်ပေါ့နော်ဒီ video လေးမှာဆိုလို့ရှိရင်เนาะကျွန်တော်တို့ကထပ်ခါလောက်ရတဲ့အလုပ်တွေကိုအတွက်ဆိုလို့ရှိရင်ချက်ပြီး custom GPT ပဲဖြစ်ဖြစ် GPS မှာဟိုက software ပုံစံမျိုးဖန်တီးထားတာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဘယ်ဟာပဲလုပ်ချင်ကျွန်တော်တို့က prompt engineering technique တွေကျွန်တော်တို့ကနားလည်ထားမှဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ်ဒီ video လေးအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်မှပါ